ရွှေဝေးဥစ္စာပစ္စည်းတွေအနည်းငယ်ချက်ချင်းရရှိကအောင်မြင်ကြစေရာချီအခါရောက်ပြီကိုမိတ်ဆွေအတွေ့အကြံမှန်သမျှမလေးခုမချအောင်မြင်ကြတော့မှာဒီအိမ်တွင်မှာကျမ်းမာရွှင်လန်းစွာကိစ္စလီလီအောင်မြင်ငါလက်တွေတို့ပွင့်မှာဒီဆိုင်တွေမှာဒီဝါနဲ့များစွာမဟာကူကြီးအောင်မြင်ငါလက်တွေတို့ပွင့်မှာတာရီသမီးနေစာတူဝါအေးမှာများစွာအကျိုး